မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့လူငယ်တိုင်းစဉ်းစားနေကြတဲ့မိကွန်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ငါကတော့ကျောင်းစာပဲဆက်လေ့လာပြီးတော့ပွဲတစ်ခုရအောင်ဆက်လုပ်မလားဒါမှမဟုတ်ကျောင်းထွက်ပြီးတော့ပဲလုပ်ငန်းဝင်နေဝင်ရတော့မလားဒီဗီဒီယိုမှာတော့ဒီနှစ်ခုရဲ့အားသာချက်အားနည်းချက်တွေကိုတေချာခွဲခြမ်းစိတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးပညာရေးဘွဲ့တွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့မိမိရဲ့ရည်မှန်းချက်ဖြစ်တဲ့ဆရာဝန်အင်ဂျင်နီယာရှင့်နေစတဲ့အထူးပြုနယ်ပယ်တွေမှာဆိုလို့ရှိရင်တော့ဘွဲ့လက်မှတ်တွေကမရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်။ဒါအပြင်ဘွဲ့လက်မှတ်ရဖို့အတွက်ဒီအချိန်၄နှစ်တာ၅နှစ်ဟာဆိုလို့ရှိရင်မိမိကိုနောက်ဝက်တွေတိုးစေတယ်လူမှုဆက်ဆံရေးကိုနားလည်စေတယ်စိတ်ရှည်မှုကိုလည်းလေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်လိုမျိုး AI နဲ့ freelance တွေပေါများလာတဲ့ခေတ်မှာဆိုလို့ရှိရင်တော့လုပ်ငန်းရှင်တွေအနေနဲ့ကုမ္ပဏီတွေ digital marketing တွေ AI tools တွေကိုသုံးတတ်တာမျိုးကဝယ်မရှိရင်တော့မှကောင်းတဲ့အလုပ်မျိုးရရှိနိုင်တာပဲဖြစ်ပါတယ်။ကုမ္ပဏီကြီးတွေမှာဆိုလို့ရှိရင်တော့မင်းဘယ်အကြောင်းအဆင်းလဲဆိုတာထက်မင်းငါတို့ပြဿနာကိုဖြေရှင်းနိုင်လားဆိုတာမျိုးကိုပဲပို့ပြီးတော့ကြည့်လာကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းရရှိမှာ professional career အနေနဲ့ရှောက်လန်းနေတဲ့သူတွေမိမိရဲ့လုပ်ငန်းခွင်မှာယာရုတစ်စက်မြင့်မှုစူးစမ်းနေတဲ့သူတွေအပြင်ပညာရေးနယ်ပယ်မှာ expert ဖြစ်လို့သူတွေအနေနဲ့တော့ဘွဲ့လက်မှတ်တွေ diploma တွေကအများကြီးလိုအပ်နေမှာပဲဖြစ်ပါတယ်ရှင်။အဲဒီတော့ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်မဟုတ်ပါဘူး။ဘွဲ့လက်မှတ်ကိုအခြေခံအုတ်မြစ်ဖြစ်တည်ဆောက်ပြီးတော့ skills တွေကိုအပေါ်ကနေအစအဦးဖြစ်တည်ဆောက်မယ်ဆိုလို့ရှိရင်တော့ဝယ်လဲရှိအရေးချင်းလဲပြေးသွားတဲ့ဝန်ထမ်းမျိုးကိုဘယ်လုပ်ငန်းရှင်မှညှင်းပယ်မှာမဟုတ်ပါဘူး